ချစ်ရတဲ့တငယ်ချင်းမိတ်ဆွေတွေအားလုံးမင်္ဂလာပါရှုပ်တော့အခုကြောက်ပြောင်းမျိုးရဲ့ပေါ့နော်အခုဝင်းသိမ်ကြီးဘူဘေးထမင်းဆိုင်ကိုရောက်နေပါတယ်ထမင်းဆိုင်လေးကိုအခုဝင်မယ် let's go ကြောက်ပြောင်းမျိုးကပေါ့နော်ဒီဝင်းသိမ်ကြီးဘူဘေးထမင်းဆိုင်လေးကိုရှေ့ရောက်နေပါတယ်ရှေ့တို့မနေ့ကတွေကပေါ့နော်ကျော်စိန်ရွှေရတနာဆိုင်မှာဒီပြက်ကလေးရိုက်ကူးရေးလေးလာတယ်မနေ့ပြန်ကြရင်လည်းပေါ့နော်ဒီ coffee subscribe လေးရှေ့တို့ရိုက်ကူးရေးလေးတွေရှိပါတယ်ဒီနေ့ကတော့ကျော်ကနေပြောမှအဲ့ခံတဲ့ဒီဝင်းသိမ်ကြီးဘူဘေးထမင်းဆိုင်လေးမှာရှေ့ဒီနေ့အရပါရစားမယ်ပေါ့နော်ဒီရာသီစားလေးတွေလည်းအများကြီးရှိတယ်နောက်ရှေ့လာကြိုက်တဲ့ဟာလေးတွေဒီမကြီးသီးတုပ်ဆိုအရန်ကြိုက်တဲ့ဒီအညာစားစားလေးပေါ့နော်ပြီးတော့ငဖယ်တုပ်ကလေးတွေလည်းပါတယ်အမတာပါဟင်းလေးလည်းမသိဘူး ဟာပဲနောက်ဟင်းဒီပဲနောက်ရာသီပေါ်လေးလေစောင်းသွင်းဆိုတော့ပဲနောက်ဟင်းလေးချက်ထားတယ်ပဲနောက်ဟင်းနဲ့ဒါဘနော်ရှုပ်တော့ဒီရာသီချိန်လေးမှာအရန်ကောင်းတော့ချုံးတာပြီးတော့လေဒီမှာဝက်သားချက်ဒါဆွဲဆိုဝက်သားအရန်ကြိုက်တဲ့ဒီမှာပါတယ်ပေါ့နော်ဝက်သားချက်ပေါ့နော်ဒီမှာအစားစာတွေလည်းအများကြီးပဲဟင်းခွဲအများကြီးပေါ့နော်ဒီဘူဘေးဆိုင်မှာကြတော့ပေါ့နော်အဝစားသူကဟင်းနေကုန်ရင်လည်းပြန်ထည့်ပေးတယ်အဝစားတစ်ယောက်ကမှ1000ခွဲတယ်ဒီခေတ်မှာဒီ1000ခွဲဆိုတာဒီလိုဟင်းလေးတွေရဖို့မလွယ်တော့ဘူးလေရှုပ်တို့ရန်ကုန်မှာဆိုရင်ဒါ1000ခွဲဆိုရင်အသားဟင်းတစ်ခွက်လောက်ပဲရတယ်ပေါ့နော်အဲ့ဒီလောက်ပဲရတဲ့အထက်မှာဒီမှာကြောက်ပတောင်းမှာကြတော့စားစရာအစုံရတယ်ဟင်းမျိုးမြေလည်းအများကြီးနော်နာမည်လောက်ရှိနေတယ်မျိုး20ကျော်ပါမျိုး20ကျော်တယ်ပြီးတော့ဟိုပေါ့နော်အဝစားမစားကျင်လို့ခင်းစားနေတဲ့လူတွေဆိုတစ်ခါပြင်လဲရတယ်ပေါ့နော်တစ်ခါပြင်လဲဒီမှာအကုန်လုံးစီစဉ်ပေးတယ်တစ်ခါပြင်ကတော့1000ပဲရှိပါတယ်ပေါ့နော်အဲ့တော့ရှုပ်ကတော့အခုရှုပ်ကြိုက်တဲ့ဟင်းသမင်းတွေနဲ့ဆွဲတော့မယ်နော်ရှုပ်ညရန်တော့ရန်ကုန်မှာတော့ခင်းတဲ့ဇွန်းနဲ့ပဲစားတာအခုဟင်းခွက်တွေမြင်တော့မနေနိုင်တော့ဘူးလက်အိတ်နဲ့ပဲဆွဲတော့မယ်အဲ့တော့လောလောဆယ်မကြီးရဲ့တုပ်ကလေးနဲ့အရင်စားမယ်လောလောဆယ်မကြီးရဲတုံးနဲ့ရှုပ်စားမယ်ပြီးတော့ဒီငါးလေးတွေရှုပ်ရမ်းကြိုက်တဲ့ထဲမှာပါတယ်ရှုပ်ကငါးအကြီးတွေမစားဘူးပြီးတော့ကြီးကုန်မပါတယ်ငါးဆိုမစားဘူးပေါ့နော်ငါချောသားအဲ့တော့ချစ်ရတဲ့တငယ်ချင်းတွေစားကြပါဆွဲပြီးအလုံးစားကြပါအောင်ရှုပ်ကတော့မနေနိုင်တော့ဘူးပေါ့နော်ရမ်းစားကျင်နေပြီဒါကတော့ပိုင်ရှင်အမပေါ့နော်ဒီရဲ့ဝင်းသိမ်ကြီးဘူဘေးထမင်းဆိုင်ရဲ့ပိုင်ရှင်အမပါရှုပ်တို့ဒီကြောက်ပြောင်းမျိုးရောက်ပြီဆိုလို့ရှိရင်ပေါ့နော်ဘယ်ရပဲလာဒီမှာလာပြီးတော့မှစားသုံးလို့ရပါတယ်ဒါရှုပ်ကလည်းဒါတကူးတကရန်ကုန်ကနေလာပြီးတော့မှဒီပေါ့နော်ဒီအမတွေရဲ့ပေါ့နော်အကုန်လုံးဒီမှာစီစဉ်ပေးတဲ့အပေါ်မှာရမ်းလဲစားကောင်းတယ်ရှုပ်မနေနိုင်တော့စားတော့မယ်ဒါလေးကတော့စိတ်ကလေးစားဟင်းမှာစိတ်ကလေးစားဟင်းမှာစိတ်ကလေးစားကနာသားချက်ကလေးပါဟုတ်ဒါတော့ဝက်သားဒါဝက်သားအချိုချက်ပေါ့ဒါလေးကကြတော့ဝက်သားဝက်ပုံးလေးနဲ့ပကံပုံးအညာဒေသမှာတော့ဒီဝက်ပုံးရည်ဟင်းကတော့ဒါအများတန်းပေါ့နော်ပကံမှာလည်းနာမည်ကြီးပါပဲဝက်ပုံးရည်ဟင်းပေါ့နော်ဒါလေးတွေဟင်းကတော့အစုံရတယ်ပေါ့နော်ဒါရှုပ်တော့စားမယ်စားပြီးလို့ရှိရင်လည်းနောက်ချစ်ရတဲ့တငယ်ချင်းမိတ်ဆွေတွေရှေးခွဲပြိတ္တတွေလာရင်လည်းဒီကြောက်ပြောင်းမျိုးကဝင်းသိမ်ကြီးထမင်းဆိုင်မှာလာရောက်ပြီးတော့မှသုံးဆောင်ပြီးတော့မှအားပေးပါအောင်လို့ရှေးကဒါလေးပြောချင်ပါတယ်အားလုံးချစ်တယ်နော်ဘိုင်ဘိုင်